လာပြီးနေမှာတော့ပန်းမီလေးကိုဝင်ရှိလောင်းပြီးတော့လုံငယ်3နှစ်ကျော်လောက်ကဖြစ်နေတင်နေရှင်ဖက်ပြီးတော့စုသိမ်းထားဖြစ်တဲ့စာအုပ်လေးတွေကိုရောနောက်ထပ်အသစ်ထုတ်ဝယ်ဖြစ်တဲ့စာအုပ်တွေကိုပါရှိထားတဲ့စာအုပ်စင်တွေကမဆန်းတော့အခုလိုပုံလေးတွေနဲ့ပဲထည့်သိမ်းထားဖြစ်တယ်ပေါ့နော်ဒီနေ့ကတော့သိမ်းထားတဲ့ပုံလေးတွေကိုအကုန်ဖောက်ပြီးစာအုပ်လေးတွေကိုအလွမ်းပြေပြန်ကြည့်မယ်ရှင်ကိုစုထားတဲ့စာအုပ်ကလေးတွေအားလုံးကိုတစုတစည်းရဲ့ပြန်မြင်လိုက်ရတဲ့အချိန်ကမတွေ့ရကြတဲ့အချစ်ဆုံးတငယ်ချင်းတွေနဲ့ပြန်ဆုံတွေ့လိုက်ရသလိုပဲရှင်ရင်ခုန်ဆဲလို့ရှားစရာကောင်းပြီးတော်တော်ပြောစရာကောင်းနေရှင်တချို့စာအုပ်လေးတွေဆိုရင်အရှင်မှုရှားသွားပြီဖြစ်တဲ့စာအုပ်လေးတွေလည်းရှိသလိုတချို့စာအုပ်တွေကြတော့အခုကာလပေါင်းစည်းနေရှင်းရှိတဲ့အခါမှာအတော်လေးကိုကွာဟနေတာမြင်ရတော့အံ့ဩမတရရရှင်ဒီနေ့ကတော့ကိုယ့်ရဲ့ဝေးကွာနေတာကြာပြီဖြစ်တဲ့စာအုပ်ကလေးတွေနဲ့ပြန်လည်ဆုံစည်းရတဲ့ကြည်နူးစရာနေ့လေးတစ်နေ့ပေါ့နော်